တောက်ချင်းရဲ့ဘေးထွက်ဆိုးကျိုးလေးတွေကိုမှတ်ရလွယ်အောင်ဒီကိုယ်လုံးကိုခေါင်းကနေခြေထောက်ထိစမှတ်ကြည့်ကြမယ်ပေါ့နော်ဆေးလေးတောက်ချင်းဟာကောင်းလားမကောင်းလားလုံးဝမကောင်းပါဘူးလုံးဝမကောင်းပါဘူးပေါ့နော်အဲ့တော့ဆေးလေးတောက်ချင်းဟာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါတယ်အများနဲ့ TV မှာပါတယ်လေအဲ့တော့ဆေးလေးတောက်တဲ့လူတွေကတော့ဒီ post ကိုကြည့်ကြမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ခေါင်းကနေခြေဆုံးမှတ်ကြည့်ရအောင်ဆေးလေးတောက်ရင်နံပါတ်1ကတော့ခေါင်းကသွေးကြောလေးတွေကျင်းသွားတဲ့အတွက်ကြောင့်မလို့လေဖြတ်နိုင်ခြင်းများပါတယ်နောက်တစ်ခုပါးစပ်ပေါ့နော်ပါးစပ်မှာတော့အာဂရင်းနဲ့ပတ်သက်ပြီးကင်ဆာဖြစ်နိုင်တယ်လေရန်ကင်ဆာဖြစ်နိုင်တယ်အဆုတ်နဲ့ပတ်သက်ပြီးတော့ဒီလေချောင်းကပတ်သက်ပြီးကင်ဆာဖြစ်နိုင်တယ်ပါးစပ်မှာအနာတွေပေါက်နိုင်တယ်နံပါတ်3ကတော့ဒီအဆုတ်ကိုရောက်သွားပြီပေါ့နော်အားလုံးသိတဲ့အတိုင်းအဆုတ်မှာတော့ကင်ဆာဖြစ်စေတယ်လမ်းကင်ဆာဖြစ်စေတယ်ပေါ့နော်ဆေးလေးတောက်ခြင်းကတော့လမ်းကင်ဆာနဲ့လုံးဝကို closely related ပါပဲဒီဆေးလိပ်တောက်ရင်အဆုတ်ကင်ဆာဖြစ်နိုင်တယ်ဆိုတာလူတိုင်းသိတယ်ပေါ့နော်နောက်တစ်ခုကတော့ COPD ပေါ့နော်ပန်းနိုင်ရင်ကျက်လို့ခေါ်တယ် asthma မဟုတ်ဘူးသူက COPD ငယ်တုန်းကလာလိုက်လို့လူနာတယောက်ကိုကြည့်လိုက်မယ်ဆိုရင်ဓာတ်မှန်ရိုက်လိုက်ရင်အဲ့ဓာတ်မှန်တစ်ခုလုံးကမဲနာအဆုတ်ကဖြူဝင်မကောင်းဆိုတော့လူတိုင်းသိတယ်နော်ဒါပေမဲ့သူ့ရဲ့အဆုတ်ကကျတော့ပုံမှန်ထက်ပိုပြီးမဲနေတာအဲ့ဒါကို COPD လို့ခေါ်တယ်chronic obstructive pulmonary disease ပေါ့နော်ဒီဆေးလိပ်လွန်ငယ်တွေကတောက်လာတဲ့ရာစုနှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာတောက်လာတဲ့လူတွေမှာ COPD လို့ခေါ်တဲ့ပန်းနာရင်ကျက်လိုမျိုးတစ်မျိုးဖြစ်နာတာရှည်ရင်ကျက်ပေါ့နော်သူကအများအားခေါက်ရှူနေရတယ်သူ့ကိုလာရင်လည်းရှူပဲပေါ့နော်ပန်းနာရင်ကျက်အတိုင်းပဲဒါပေမဲ့ तू ကကျတော့ဆေးလိပ်တောက်လို့ဖြစ်တာအဲ့ဒါကျတော့သူ့ကို ipratropium bromide လိုမျိုး inhaler တွေရှိရတယ်ပေါ့နော်ဒါကတော့အဆုတ်နဲ့ပတ်သက်တဲ့ဟာပေါ့နော်နောက်တစ်ခုကတော့လက်ဖြားခြေပြားလေးတွေပေါ့နော်လက်ဖြားခြေပြားလေးတွေထုံတာကျင်တာဖြစ်တတ်တယ်ဘာလဲဆိုတော့လက်ကလေးကိုကြည့်လိုက် nicotine staining ဆိုတာလက်ကြားလေးတွေထဲမှာလေ nicotine ဆေးလိပ်တောက်ထားတဲ့ staining လေးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုခြေထောက်ကတော့ဆရာမတော်တော်လေးပြောချင်ပါတယ်ဘာလဲဆိုတော့တနာလို့ပေါ့နော်ဟိုလူနာလာပြီဆိုရင်အဲ့ဒီလူနာတွေကလေ intermittent claudication လို့ခေါ်တဲ့ဒီဆေးလိပ်တောက်တဲ့ခါမှာခံစားရတဲ့ဝေဒနာတော်တော်ကြိုက်တာခြေထောက်ကလေ तू ကအရင်တော့ဓာတ်တိုင်2တိုင်ကိုရှောက်နိုင်တယ် तू မကြိုက်ဘူးပြီးရင်ကျတော့ဓာတ်တိုင်1တိုင်ပဲရှောက်နိုင်တယ်ကြိုက်လာခြေထောက်ကကြိုက်နိုင်တော့ထိုင်လိုက်ရတယ်ဘာကြောင့်လဲဆိုတော့ဒီခြေထောက်ပို့သွားတဲ့သွေးကြိုးလေးတွေပိတ်သွားလို့အဲ့တော့ကိုက်ရာကနေဘာဖြစ်လာလဲဆိုတော့ခြေချောင်းလေးတွေပုတ်တာလေခြေချောင်းလေးတွေပုတ်တာညိုတာဒါတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုနှလုံးကြံခဲ့တယ်เนาะဒီလိုအပေါ်အောက်ဆင်းသွားနှလုံးနဲ့ပတ်သက်ပြီး cardiovascular health ကတော့လုံးဝမကောင်းပါဘူးဘာကြောင့်လဲဆိုတော့သွေးကြောပိတ်တာသွေးကြောကျဉ်းတာအဲ့ဒါတွေမျိုးစုံဖြစ်နိုင်ပါတယ်ပေါ့နော်ဘာကြောင့်ဖြစ်နိုင်တာလဲဆိုတော့သူကသွားတဲ့သွေးကြောအသေးလေးတွေကိုအကြီးတွေကိုပိတ်လို့နီကိုတင်းရလေသွေးကြောအသေးလေးတွေပိတ်ရင်ဒီခေါင်းမှာဆိုရင်အုံနောက်သွေးကြောပိတ်တာပေါ့နော်ဒီနှလုံးမှာဆိုရင်နှလုံးသွေးကြောပိတ်တာပေါ့နော်အဲ့ဒါတွေဖြစ်တတ်တယ်သွေးကြောအကြီးတွေပိတ်